Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဦးစင်းလိုက်ပြမယ်စိတ်ဝင်စားစရာကောင်းတဲ့နေရာလေးကတော့အိန္ဒိယနိုင်ငံဘီဟာပြည်နယ်ထဲမှာရှိတဲ့ဘာရဘာခစ်လို့ခေါ်တဲ့လှိုက်ကူကြီးတွေရှိတဲ့နေရာကိုလိုက်ပြမှာဖြစ်ပါတယ်ဒီနေရာကိုလာမယ်ဆိုလို့ရှိရင်တော့ဦးစင်းတို့ဗုဒ္ဓဂယာကနေကားစီးပြီးတော့လာမယ်ဆိုလို့ရှိရင်2 နာရီလောက်စီးလို့ရှိရင်တော့ဒီနေရာကိုရောက်တယ်ပေါ့နော်ဒီကြောက်တွေကဒီမှာရှိတဲ့တောင်တွေကကြတော့အကုန်လုံးကြောက်တောင်တွေပေါ့နော်ဒီကြောက်တောင်တွေဟာဒီကကြောက်တွေပေါ့နော်ကဘာမှာတဲ့ဒုတိယမြောက်တက်တန်းအရင်ဆုံးဖြစ်နေပြီပေါ့နော်တက်တန်းအကြဆုံးပေါ့အခုတော့ဒီကြောက်တွေကနောက်ဆုံးတက်တန်းကိုရောက်လာပြီတဲ့အခုဦးစင်းကဒီဘက်ချမ်းမှာလိုက်ကူကြီး2ခုရှိတယ်ပေါ့နော်အဲဒီလိုက်ကူ2ခုကိုလိုက်ပြမှာဖြစ်ပါတယ်ဒီလိုက်ကူကြီးတွေကိုဘသူတွေကထွင်းဖောက်ထားရလဲဆိုလို့ရှိရင်ဘုရင်အာသောကမင်းကြီးရဲ့ဆွေမျိုးတွေကပေါ့နော်ဒီကြောက်တောင်မှာလိုက်ကူကြီးတွေထွင်းဖောက်ပြီးတော့မှဒီကြောက်တောင်တွေမှာတည်င်းသုံးနေကြတဲ့ရဟန်းတန်ဃာတော်တွေအေးချမ်းချမ်းနဲ့တည်င်းသုံးလို့ရအောင်ဆိုပြီးတော့သူတို့ထွင်းဖောက်ပြီးတော့လှူဒန်းခဲ့ကြတာပေါ့နော်ဘုရင်အာသောကမင်းကြီးရဲ့ဆွေမျိုးတွေကပေါ့အဲ့တော့အခုကတော့တကားပိတ်ထားတယ်ပေါ့နော်ဒီကူထဲမှာပဲအခန်းက2ခန်းရှိတယ်ပေါ့နော်အပြင်ခန်းရဲ့အတွင်းခန်းရဲ့ဆိုပြီးတော့ဦးဇင်းတို့မဝင်တော့ပါဘူးနောက်တစ်ခုလိုက်ပြမယ်ပေါ့နော်ဘုရင်အာသောကမင်းကြီးရဲ့ဆွေမျိုးတွေကလှူဒန်းခဲ့တာဆိုတော့အာသောကမင်းကြီးရဲ့လက်ထက်မှာပေါ့နော်အာသောကမင်းကြီးလက်ထက်ဆိုတော့အာသောကမင်းကြီးကဖျားရှင်ပြိဋိဘံပြုပြီးတော့နှစ်ပေါင်း200ကျော်လောက်မှပေါ်လာတာဆိုတော့လေဒီလိုက်ကူကြီးတွေရဲ့တက်တန်းကလည်းနှစ်ပေါင်း2000ကျော်လောက်ရှိပြီလို့ပြောရမှာပေါ့နော်အခုဦးစင်းကစိုးနာကလိုက်ပြခဲ့တဲ့လိုက်ကူကြီးတွေရဲ့အပေါ်ကနေပေါ့နော်လမ်းလျှောက်ပြီးတော့ရိုက်ပြတာပါဘာအန်ဒီရဲ့မှာတော့မရှိပါဘူးဒီနေရာကိုဦးဇင်းတို့ဘာရဘာခစ်လို့ခေါ်ကြတယ်ဒါသမိုင်းဝင်နေရာပေါ့နော်ဦးဇင်းလိုက်ပြခဲ့တာကလှိုက်ကူ2ခုဒါညဘက်ချမ်းမှာပေါ့နော်ဘေးဘက်ချမ်းမှာကြတော့လှိုက်ကူ1ခုကျန်သေးတယ်နောက်ထပ်ဒီကနေကားနဲ့15မိနစ်လောက်မိနစ်20လောက်မောင်းမယ်ဆိုလို့ရှိရင်နောက်ထပ်လိုက်ကူကြီးတွေရှိတဲ့နေရာတွေလည်းကြံသေးတာပေါ့နော်အဲ့တော့ဦးစင်းနောက်ထပ်တနေရာကိုလိုက်ပြမှာဖြစ်ပါတယ်ဒီမှာတော့အကုန်လုံးကတောင်တွေကကြောက်တောင်တွေပေါ့နော်အခုဦးစင်းနောက်ထပ်ကားနဲ့15မိနစ်လောက်လာပြီးတော့မှနောက်တနေရာကိုရောက်တယ်ပေါ့နော်ဒါလည်းကြောက်တောင်ပါပဲအခုဦးစင်းလိုက်ပြမယ်ဂူကတော့နာဂဆုနာဆိုတဲ့လှိုက်ကူပေါ့နော်နာဂဆုနာဆိုတာကတရုတ်ယဟန်ပေါ့အဲ့တရုတ်ယဟန်အိန္ဒိယကိုကြွလာတော့ကအခုဦးစင်းလိုက်ပြမယ်လှိုက်ကူမှာပေါ့နော်တည်င်းသုံးနေထိုင်ခဲ့တာတဲ့ဒါကြောင့်ပဲဒီကူကိုနာဂဆုနာလှိုက်ကူဆိုပြီးတော့ခေါ်ကြတာပေါ့နော်အဲ့ဒီတရုတ်ယဟန်ဒီမှာတည်င်းသုံးနေထိုင်ပြီးတော့သူမရှိတော့တဲ့နောက်ပိုင်းခေတ်ဆက်မှာယဟန်တန်ဃာတော်တွေလည်းအများကြီးတည်င်းသုံးပြီးတော့ခေတ်ဆက်နေထိုင်ခဲ့ကြတယ်ပေါ့နော်အဲ့တော့ဒီလိုလှိုက်ကူကြီးတွေနဲ့လူတွေနဲ့ဝေးတဲ့နေရာတွေမှာနေထိုင်နေဆိုတော့လေဒါတေချာဘောမဟုတ်ရင်တော့မှတရားအားထုတ်ပြီးတော့မှတရားတွေနဲ့မွေးလျော်နေကြတဲ့ယဟန်တော်တွေဆိုတာတော့တေချာတာပေါ့နော်ဒါယဟန်တာတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ maybe ပေါ့ဒါကတော့ဒါကတော့မာဂရဘာသာနဲ့ထွင်ထူးထားတဲ့ကြောက်စာတွေပေါ့နော်စင်တို့ကတော့မဖတ်တတ်ပါဘူးအဲ့တော့ဒီဂူကကြတော့ဒါအခန်းကတစ်ခန်းလေးပေါ့ပဲပေါ့နော်ဦးစင်းရှေ့ကနေလိုက်ပြခဲ့တဲ့ဂူတွေမှာဆိုလို့ရှိရင်အခန်းက2ခန်းပါတာအပြင်ခန်းအတွင်းခန်းဆိုပြီးတော့ပေါ့နော်အတရနကိုရွတ်ဆိုလိုက်မောဒသာရဏေ
တာပေါ့နော်ဒီမှာရဟန်းတန်ကတော့လေတည်င်းသုံးပြီးတော့နေထိုင်ခဲ့ကြတာပါဒါဥစဉ်ပြန်ထွက်ပြီပေါ့နော်ဒါကတော့အခုအပြင်မှာရှိတဲ့မြင်ကွင်းလေးပေါ့နော်ရာသီဥတုကတော့အရန်ကုန်မှာကောင်းပါတယ်အဲဆိုလို့ရှိရင်ဥစဉ်ဒီလောက်နေပဲဆုံးသက်လိုက်တော့မယ်နော်